ကျွန်တော်တောင်းမှကျွန်တော်တစ်လုံးမဆိုတော့ပါဘူးချင်းကိုတောင်းမှပါချစ်တယ်မန်တော့ပြင်ပါလေသူရဲ့ကောင်ကဲအားလုံးပဲမင်္ဂလာပါဗျကျွန်တော်တော့ AMD ပဲဖြစ်ပါတယ်ပွဲမှာချင်းတဘိုးဆိုတာလည်းမလွယ်ဘူးတော့တရားနော်အချင်းလေးဆိုတာစောက်ပင်းဆိုတာဘိုင်းထောက်လိုက်တယ်ကိုလည်းမရအဒီကျွန်တော်အဒီထောက်အေးလာပြန်ဒီကိုစားရလိုက်တယ်ဒီထောက်နောက်တစ်ပိုင်းဆိုတော့ဆိုပြီးဟုတ်ဒီဟမ်းမန်မလုပ်ဘူးညာဒီနောက်မှတချင်းထောက်မဲ့လူကထပြီးတော့ထောက်ပေးမယ်ဆိုသူဆိုဆိုပြီးနေမှာပေါ့မတိတော့ထောက်မင်းဆိုသူပြင်းနေပါဘောခဲ့ပြီးတော့သူတို့နဲ့တွေ့နေကိုရီရီနေကဘာလဲမသိနော်မတိတော့အမေအားရပါလားအစားတော့ရုပ်ကိုလည်းကြည့်ရောကိုမနှောက်နဲ့မနှောက်နဲ့ရပြီပါအစစ်လေးတို့နဲ့ညီလာကန်စီရတာလို့ရဲ့တောင်ယူတေကကိုစောင်းပြီးကျွန်တော်မျိုးမင်းကလည်းညားတော့မယ်ဘာလီကျန်ဘူးတို့ဆွဲလာပြီတောက်တဲ့ကောလည်းမမြင်ရအေးကွာပွဲမထွက်ခင်ကိုရီနေရပါကွာလုံလုံးပါမမြင်ဘူးပြည်နေတာအနေကောင်းလူမင်းတော့ကားဆိုပါရတော့ဒါအမမပြက်လုံးတော့ရတယ်နော်သူတို့တွေနော်ရီနေရတယ်ပွဲမထွက်ခင်ကိုရီနေလုံလုံးပါဒုတိယပိုက်စားတယ်ဟုတ်ဒုတိယဘက်ကဘယ်လိုအတဲကောင်းတယ်ဟုတ်ပါဘူးနောက်ဆုံးဆောင်ပြီးညီမနောက်ဆုံးရှောက်တယ်လူပါဒီဟုတ်လားအသေးပါအခုဆိုတရားသူမဆိုဆိုလိုက်တော့ဒီမှာဒီမှာလေအသေးကောင်းသူကိုတော့အဲ့ဒါပြက်လုံးရခေါ်ရကြီးဟုတ်တယ်ဟုတ်တယ်မှန်တော့တကားမှန်နေအောင်ရှိဟောက်မှန်နေအောင်ရှိဟောက်ဒါဆိုမလို့ဆိုလို့ဟာဒုက္ခပဲကွာရပြီမြင်ရပြီစားတာလုပ်လိုက်ပါစားတာစားပြတ်ဟာလာနေတော့တော့ဆိုရတော့စားရဆိုရအင်ထိုဟာလေအင်ထိုမသိပါဆိုအင်ထိုရရတီးတယ်ရတော့ရရတယ်ဘယ်လိုတော့မရဟေးဒီကနေရတာတယ်ကိုဘေးဟာကွယ်တာလို့ရတော့ယူတယ်ကျိုးခေါ်ပါမျိုးဆိုအိုက်မဒီဘွန်းကသူတရှင်းတယ်လို့တော့ဒီနေ့ပြီးမှမဟုတ်တော့တယ်ဆိုလဲဆိုမဟုတ်တော့ရည်နေရတာနဲ့မဟုတ်ဘူးလေမင်းပဲဆိုနေတာငါဆိုမင်းကကြိုထောက်မှာတော့တကားအတန်ကမထောက်တယ်တို့မန်တော့ပြီးရဲ့မဆိုတော့ဘူးပါတော့ရမဆိုးတယ်ပါကျွန်တော်တောင်းမှကျွန်တော်တစ်လုံးမဆိုတော့ပါဘူးချင်းကိုတောင်းမှပါဗျာကျွန်တော်92မိုင်ကိုကျွန်တော်တို့ရောက်ရှိနေပါကိုကလန်တို့အဖွဲကျွန်တော်တို့ရွှေကျင်မှာတော့ပြီးကားပြဖြောပြီးတင်ဆက်ပြီးမှာပါအဲ့တော့ကျွန်တော်စားဖို့လေးကျွန်တော်နားတာပေါ့နော်အဲ့တော့ကျွန်တော်ကိုကလန်စားဖို့လေးချက်လောက်ကောင်းတော့မရက်လိုက်ခဲ့ပြီချက်တိုးတော့ပွဲလိုက်ရတယ်နော်မလွယ်ဘူးတော့တောတောင်နေသွားလိုက်ရမယ်နော်တကယ်မလွယ်တဲ့ဟာမုန်ကားမောင်းနေမယ်ကားမောင်းနေအဲ့ကိတခုစားမယ်လားဘာစားမှာလဲမစားဘူးကားရတာလေမကားလည်းတစ်တိုင်းခါယူအဲ့ရှင်မဲမားတခုစားမယ်နော်ဒီမှာလည်းဆိုင်ရမဆိုင်ရရှိတယ်အဲ့ဒီမှာဆိုင်ရဆိုမှာစားချင်ရအကုန်စီစဉ်တော့အခုစားဖို့လို့လားနော်စားမယ်နော်
စားလိုက်မူလေးစားလိုက်မူလေးစား ဘယ်စားမဒီဘက်တော်ကြီးတွေမဟုတ်ဘူးတော့အဲ့နေအောင်ပေါ့ ဘာမဆိုင်ရှိတယ် မင်းတို့ကလည်းဘာလို့လဲ ဟိုတခုစားတယ် ဟောတခုခုစားဖို့ဆိုတာဟာကို တခုဘယ်မှာစားမှလဲမညောနော် ဆရာမိုးကြည့်မှာ ညောလည်းတညောလုံးကားရတော့ကွာပွဲကောက်မကောင်းအဲ့လိုမ ဟိုအဲ့လိုမရဘူးတခုစားပြီးတော့မှကိုယ်ပဲတော့တခုစား ငါအိပ်ပြောနေဟောက်တယ်တခုငါအိပ်ပြောနေတယ် ဘုကားမောင်းတာဘလို့အိပ်ပြုတ်ပြီးမောင်းတာတော့လားတခုစား လာမလို့ကျွန်တော် မမမတခုစား တကယ်တိုးကြီးထဲမှာကွာဘာမှမရှိဘူးလေစားရအောင်တခုစားရအောင်ဆိုလို့ခေါ်ချလိုက်ကြည့် တခုစား ခုစားမယ်မတက်တယ်မစားမြေ တက်တယ်ရအော်ခုစားတယ်မစားညက်နေရှိတယ်ဖင်းနေတော့ ကျွန်တော်ကိုစီစဉ်တဲ့ပွဲဘာတင်းလဲ သူ့တင်းနေတယ်နှိုးလို့မှညကလည်းတဲ့အိပ်ရဘူးကျွန်တော်လည်းအစိုးရနှိုးလို့ဆိုပြီးတော့ မဟုတ်လေကိုလုံးရမယ်လေကိုလုံးလုံးရမယ် ရိုက်မနေနဲ့တော့တော်ပြီ ကဲအဆုံးသီးကြည့်တော့ပြီးတော့အားလုံးကိုကျေးဇူးတင်ပါတယ်